အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဆရာလင်းညွှန်တာရပါ29ရက်နေ့ကဝါဆိုလာပြည့်နေ့လဲကြာသလိုဒုတိယဝါဆိုလာပြည့်နေ့ပေါ့ဗျာကြာသလိုပေါ့နော်ဓမ္မစကြာနေ့လဲဖြစ်ပါတယ်ပြီးတဲ့အခါမှာတူတူခြားခြားအနေနဲ့မြန်မာနိုင်ငံရဲ့ဒီ crossing လောက်လိုက်တဲ့အခါမှာမြန်မာနိုင်ငံရဲ့တဝက်လောက်ရှိတဲ့မြို့တွေကဒဏသိဋ္ဌိနက်ကစိုးမိုးပါတယ်ဗျအဲ့တော့ဘေးမြို့တွေစိုးမိုးပါတယ်လို့တော့ကျွန်တော်မပြောတော့ဘူးပြောရမယ်ဆိုတော့မြန်မာနိုင်ငံတော်တော်များများကဒဏသိဋ္ဌိနက်ကတွေစိုးမိုးပါတယ်မြန်မာနိုင်ငံမဟုတ်တော့ညားလဲအခြားနေရာတွေမှာလဲကောင်းမွန်တဲ့နက်ခတ်တွေကလည်းရှိနေတယ်ပေါ့အဲ့တော့တိတိတသာကြီးကိုအားကောင်းပြီးတိတိတသာကိုဒီကောင်းမွန်ခြင်းမင်္ဂလာတွေနဲ့ပြည့်စုံနေတဲ့ဓမ္မစကြာနေ့ဝါဆိုလာပြည့်နေ့ဒုတိယဝါဆိုလာပြည့်နေ့မှာဆောင်ရွက်တဲ့နဲ့ဆောင်ရွက်ရမယ်ရေရာတွေကိုကျွန်တော်ပြောပြပေးသားဖို့ရှိပါတယ်ဒီရေရာတွေကိုလှုပ်ချင်းအားဖြင့်ကျွန်တော်ဒီဩဂုတ်လတလလုံးကစပြီးဝါရင်း3လပတ်ဝန်းကျင်အကုန်လုံးပေါ့နော်ကောင်းခြင်းမင်္ဂလာဖျားဖျားကောင်းကျိုးမင်္ဂလာဖျားဖျားတွေရရှိပါလိမ့်မယ်ကံတွေပွင့်လာပါလိမ့်မယ်စမ်းတွေပွင့်လာပါလိမ့်မယ်လက်တွေပွင့်လာပါလိမ့်မယ်ဒီမှာပိတ်ဆို့နေတဲ့အရာတွေမှန်သမျှအလုံးပွင့်လန်းသွားပါလိမ့်မယ်ပေါ့နော်အရင်ဆုံးဘာလို့ရမလဲဆိုတော့29ရက်နေ့မှာဒီအိမ်မှာမနက်စောစောအိယာထားပါတယ်အရင်ဆုံးမျက်နှာမသိခင်မှာပေါ့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုကျွန်တော်တို့ဒီရေချမ်းခွက်နဲ့ရေခွက်နဲ့ပေါ့နော်ရေပူဇော်ပေးရပါတယ်ရေပူဇော်တဲ့အခါမှာလည်းကျွန်တော်တို့ရေဖလားခွက်ကြီးကြီးနဲ့ပူဇော်ပေးပါနော်ရေပူဇော်တဲ့အခါမှာဒီကျွန်တော်တို့ဒီရေခွက်ကိုကင်မယ်ရေဖလားကိုကင်မယ်ပေါ့ကင်ပြီးတဲ့အခါမှာကျွန်တော်ပြောတဲ့ဒီကာလေးကိုရုပ်ပေးပါမယ်ဘုတ်တန်ပူစေးမိဓမ္မံပူစေးမိတန်ငံပူစေးမိပါဗျာဘုတ်တော်မေတ္တရဏံအညံနတ္ထိဓမ္မောမေတ္တရဏံအညံနတ္ထိတန်ငောမေတ္တရဏံအညံနတ္ထိဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိတန်ငံတရဏံကိစ္ဆာမိဖျားတပိတော့လက်ပေါ်၌ရှိတော်မူတဲ့ဤတောက်တော်ရေချမ်းကိုအရှင်ဘုရားဟာကတ်လို့ပါပြီဗျာအလိုခံတော်မူပါဘုရားဆိုပြီးတော့မှအရင်ဆုံးဘုရားကိုကတ်လို့ပဲကတ်လို့ပြီးသွားတဲ့အခါမှာဒီတောက်တော်ရေဤတောက်တော်ရေကိုဘုရားတပိတော်အားပြန်လဲပြီးတော့စွန့်ကြဲတော်မူပါရှင်ဘုရားလို့ဆိုပြီးတော့မှအဲ့ဒီရေဖလားကိုကတ်ပြီးရတယ်ကျွန်တော်အဲ့ရေဖလားကိုစွန့်ပါမယ်စွန့်ပြီးတဲ့အခါမှာမျက်နှာမသိခင်မှာဒီရေကို3ချိန်ကြီးကြီးတောက်ရပါမယ်တောက်တဲ့အခါမှာလည်းဒီကျွန်တော်တို့ပြောရမှာဆိုတော့မိမိတောက်တဲ့ရေခွက်တဲကိုပြောင်းထည့်ပြီးတော့မှတစ်ချိန်တောက်မယ်ပြောင်းထည့်မယ်သိဋ္ဌိပြည့်စုံပါစေဒုတိယတစ်ချိန်တောက်မယ်သိဋ္ဌိပြည့်စုံပါစေတတိယတစ်ချိန်တောက်မယ်သိဋ္ဌိပြည့်စုံပါစေလို့ပြောမယ်ပြောပြီးသွားတဲ့အခါကျဒီရေနဲ့ပဲမျက်နှာတွေပါသစ်မယ်ပြီးသွားတဲ့အခါမှာရေမိုးချိုးတာတော့၎င်းလုံးဆရာရှိတာတွေလုပ်ပြီးဆိုတာနဲ့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုယေရှုရင်မြတ်တကားလားအပူစောရမလဲဆိုတော့ကျွန်တော်တို့သမင်းပူပူလေးရှိပါတယ်သမင်းပူပူလေးရဲ့အပေါ်မှာငပြောသီးပေါ့နော်ငပြောသီးကိုဖီးချမ်းတော်လက်ကောင်တီးမှုတော်လက်ကောင်တိုက်တဲ့ငပြောသီးကိုသုံးပါငပြောသီးသမင်းတစ်ပွဲပေါ်မှာငပြောသီးလေးကိုလှီးပြီးရတယ်ပေါ်ကတစ်ပွဲတင်မယ်ဒုတိယတစ်ပွဲမှာကျတော့သမင်းတစ်ပွဲပေါ်မှာသင်္ဘောသီးလေးကိုလှီးပြီးရတယ်သင်္ဘောသီးလေးတင်မယ်အကဲသင်္ဘောသီးမရှိဘူးဆိုရင်တရက်သီးသုံးလို့ရပါတယ်အဝါရောင်ရှိတဲ့အသီးသုံးလို့ရပါတယ်ခင်ဗျာအကဲ၍ဒီကျွန်တော်တို့ဒီတရက်သီးမရဘူးသင်္ဘောသီးမရဘူးဆိုရင်တော့ကျွန်တော်တို့ဒီဘာလို့လုပ်ရလဲဆိုတော့အပေါ်ကနေပြီးတော့နှုတ်စီဆန်းလို့ရပါတယ်ဗျာနော်နှုတ်စီဆန်းလို့ရပါတယ်ပြီးတဲ့အခါမှာငပြောသီးနော်တင်ထားတဲ့သမင်းရဲ့ဒိုးစီဆန်းဟာသို့မဟုတ်ဒီသင်္ဘောသီးသို့မဟုတ်တရက်သီးတင်ထားတဲ့သမင်းနှစ်ပွဲပေါ့ပြီးတဲ့အခါမှာကျွန်တော်တို့တောက်တော်ရေချမ်းတစ်ခွက်ထပ်ပြီးတော့ကပ်လူပေးပါပြီးတဲ့အခါမှာကျွန်တော် coffee တစ်ခွက်တိုက်တဲ့ coffee လူပါ coffee တစ်ခွက်ကို coffee ပူပူလေးပေါ့လူတန်းပေးပါပြီးတဲ့အခါမှာကျွန်တော်တို့ရှေ့ကမယ်ကျွန်တော်ပြောခဲ့တဲ့ဗုဒ္ဓံပူစင်းမိဆိုတဲ့ကာလာလေးရှိရအောက်ကနေပြီးတော့ရေချမ်းမပါတဲ့ဟာပေါ့နော်အဲ့ဒါလေးကိုကျွန်တော်ပြန်ပြီးတော့ရုပ်ဖက်ပူဇော်ပေးပါအကဲဒီဟာကိုအစနဲ့အဆုံးကိုပရိတစ်လုံးနဲ့တတ်မှတ်ပြီးတော့တရားရှင်လုံးပရိနဲ့ရုပ်ဖက်ပူဇော်ပြီးတော့လည်းဆုတောင်းလို့ရတယ်ပူဇော်လို့ရတယ်ပေါ့ပြီးတနေ့တာကာလပတ်လုံးမှာလည်းတမန်လောက်နော်ဒီကောင်းမှုချင်းမင်္ဂလာတွေနဲ့ပြည့်စုံနေပြီပါဓမ္မစကြာနေ့ဖြစ်တဲ့ကြောင့်ဓမ္မစကြာသေနာတော်ကိုမနှက်တော်လက်ကောင်းညတော်လက်ကောင်းနော်ကျွန်တော်တို့ရုပ်ဖက်ပူဇော်ပေးခြင်းအပြင်လည်းတနေ့တာကာလပတ်လုံးမှာလည်းကုသိုလ်တွေလွှမ်းခြုံအောင်ဆောင်ရွက်ပေးလို့ရပါတယ်ပေါ့နောက်တစ်ခုကကျတော့ပါလဲဆိုတော့ကျွန်တော်အားလုံးကိုလက်လာပါလေးပွင့်စေမယ်ကံလဲပွင့်စေမယ်စူတောင်းနေတယ်ပြည့်စေမယ်စူတောင်းပြီးဖျောင်းနိုင်လေးကိုလည်းတွန်းညှိတဲ့ပူဇော်လေးကိုလည်းပြောပြပေးမယ်ဒီဖျောင်းနိုင်ကိုဒီလိုနေ့ရက်ကောင်းလေးမှာဓမ္မစကြာနေ့လေးမှာနော်ထုံးညှိပေးမယ်ဆိုရင်တော့စူတောင်းနေပြည့်လာပြီးတော့ကံတွေပွင့်လာမယ်စမ်းတွေပွင့်လာမယ်လက်တွေပွင့်လာပါမယ်စူတောင်းနေပြည့်လာပါလိမ့်မယ်ဗျအင်းတော့ရောက်နေတယ်မှာကျွန်တော်ကတော့အကြီးအနီးရောင်နဲ့တုံးထားပါတယ်ပြထားတာပေါ့နော်ချီအောင်တုံးလို့ရတယ်တက်တာတုံးလို့ရတယ်ဒီပြောင်းနိုင်မှာကျွန်တော်တန်ကြုံလေးနော်တန်ကြလားကျွန်တော်ကညစ်ပေါ့နော်တန်ကြုံတော့ဘောပင်ခဲတံလေးနဲ့တေဇတုနေမဘူဇန္နာဝုပွေလို့ခေါ်တယ်ဖရားရဲ့ဇက်ကြီး10ပွဲရှိပါတယ်အဲ့ဒါကိုရေးပါမယ်တေဇတုနေမဘူဇန္နာတိဆိုတော့ရေးပါမယ်ပြီးတဲ့အခါမှာပြပိနာမှာတော့တောင်းကျင်တဲ့စုကိုရေးပါမယ်ဝင်ပါစေစင်ပြေပါစေတီပေါက်ပါစေကံပွင့်ပါစေဆိုတာမိမိလိုချင်တဲ့စုတောင်းလေးတခုရေးပါမယ်နော်ရေးပြီးသွားတဲ့အခါကျဒါရေးပြီးသွားပြီလားရေးပြီးသွားတဲ့အခါကျကျွန်တော်အိမ်မှာရှိတဲ့ရေမွေးတို့ရေမွေးပေါ့နော်ရေမွေးကိုကျွန်တော်တို့ဒီပြောင်းနိုင်မှာတို့ဖြန်းပါမယ်ဖြန်းပြီးတဲ့အခါကျရင်ကျွန်တော်တို့ဒီပြောင်းနိုင်ကိုတို့ပို့လိုက်ပါမယ်ပို့လိုက်တဲ့အခါကျရင်ပြောင်းနိုင်မှာဒီရေမွေးနိုင်တွေတင်းသွားတယ်ပေါ့ဗျာအဲ့ပြောင်းနိုင်ကိုပူဇော်ပေးပါထုံညှိပေးပါစုတောင်းပေးပါမနက်တတိုင်းနေ့လယ်တတိုင်းထုံမနက်တတိုင်းညတတိုင်းထုံလို့ရပါတယ်9ရက်စတိုက်ပေါ့နော်ထုံပေးနိုင်မယ်ဆိုရင်ကံပိုကောင်းစေတယ်ကံစင်ပြတာစေတယ်စုတောင်းကတော့တစ်ခုရဲစုတောင်းမရေးရပါမယ်ဗျာနော်အဲ့ဒါလေးလုပ်ကြည့်ပေးပါပူဇော်ကြရှိတယ်လေပူဇော်ပေးပါ
နော်အဲ့ဒါလေးအစီအပြေချုံးပေးပါစေကျွန်တော်ကလည်းကျွန်တော်ရဲ့ဒီကျွန်တော်နေထိုင်တဲ့ဒီတန်တန်းမှာပေါ့နော်တန်တန်းမှာလည်းကျွန်တော်ဒီဖျားပွဲကနေဆိုင်ပွဲအစုံနဲ့လှူဒန်းပူဇော်မှာလည်းဖြစ်တယ်အကယ်၍ကျွန်တော်နဲ့တူတူဒါနပြုကျင်တဲ့သူတွေရှိတယ်ဆိုတော့ကျွန်တော်ကလာရောက်လှူဒန်းလို့ရတယ်လာရောက်ပြီးပွဲကတ်ချင်တဲ့သူတွေရှိတယ်ဆိုတော့လာပြီးတော့ကျွန်တော်ရှိလာပြောလို့ရပါတယ်ကျွန်တော်ရဲ့ page တွေရှိပါတယ်ကျွန်တော်ဒီ Telegram အကောင့်တွေလည်းရှိပါတယ်ကျွန်တော်ဒီ TikTok အကောင့်မှာလာပြောပြလို့လည်းရပါတယ်ဗျာအားလုံးပဲအစီအပြေချုံးပေးကြပါစေကောင်းမှုချင်းမင်္ဂလာတွေနဲ့ပိုင်ဆိုင်နိုင်ကြပါစေဗျာ